လေးကိုလာပြီးတော့ rebrand ပြန်ပေးချင်ပါတယ်သူကဗာမေးထားတယ်ဆိုတော့သူ့ရဲ့အကောက်ကိုသူကရိုးရိုးအကောက်ကနေပြီးတော့ business အကောက်ကိုပြောင်းထားတယ်ဒါပေမဲ့ business အကောက်ကိုပြောင်းထားပြီမြင်လေသူထင်ထားသလို view တွေကတက်မလာဘူးအဲ့ဒါကဘာကြောင့်လဲသရှင်းတွေကပြတ်သွားမှလားဆိုပြီးတော့မေးထားတဲ့ comment လေးကိုလာပြီးတော့ rebrand ပြန်ပေးမှာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ရိုးရိုးအကောက်ကိုပဲသုံး business အကောက်ကိုပဲသုံးကိုသိထားရမယ့်အချက်ကဘာလဲဆိုတော့ကိုကဘာအတွက်သုံးပါလဲTikTok ကိုသုံးတဲ့အခါမှာဥမာအပျော်တော်ဘောဆောတာလားစီးပွားရေးလုပ်မှာလားမှန်ပါတယ်ရိုးရိုးအကောက်ကနေပြီးတော့ business အကောက်ကိုပြောင်းတယ်စီးပွားရေးလုပ်ရှင်နေဆိုရင်နံပါတ်1တစ်ချက်အနေနဲ့ကို့မှာတိကျတဲ့လမ်းကြောင်းတစ်ခုတော့ရွေးချယ်ပေးရမယ်ကိုက TikTok မှာလာပြီးတော့ရင်ဈေးကွက်ရောင်းတာပဲဖြစ်ဖြစ်စီးပွားရေးလုပ်မယ်ဆိုရင်ကိုဘာရောင်းမှာလဲဆိုတာကိုအရင်ဆုံးသိပေးရမယ်ဘာကြောင့်လဲဆိုတော့ကိုကရိုးရိုးအကောက်ကနေ business အကောက်ကိုပြောင်းလဲဆိုတော့က business အကောက်ဆိုတော့ကကျတော့စီးပွားရေးလုပ်မဲ့သူတွေအတွက်ဖြစ်ပါတယ်ရိုးရိုးအကောက်ဆိုတာကတာမန်ဆော့တဲ့လူ TikTok ဆော့တဲ့သူတချင်းစုံမဲ့သူဒီလိုမျိုးလူတွေဆိုလို့ရှိရင်ဒါ TikTok ဆော့တယ်လို့ခေါ်တယ် business အကောက်ဆိုတာကကျတော့ဈေးရောင်းတဲ့သူစီးပွားရေးတည်တံ့လုပ်တဲ့သူပေါ့နော်ဒါမျိုးကိုခေါ်တာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ TikTok ကိုလာသုံးပြီဆိုရင်ရိုးရိုးသုံးမှလား business စီးပွားရေးလုပ်မှလားဆိုတော့ကိုအရင်ဆုံးပြန်သုံးသပ်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကဥပမာရိုးရိုးအကောက်ကနေ business အကောက်ကိုပြောင်းပြီးတော့စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လေကိုရောင်းမဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ကိုရောင်းမဲ့ပစ္စည်းနဲ့ပတ်သက်တဲ့အရာကိုပဲကို sharing လုပ်ပေးပြီးတော့ကိုအတွက်တိကျတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပေးမှသာလေရင်ကိုအတွက် TikTok မှာနေရာရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ TikTok မှာအခုဆိုရင်လုပ်တဲ့သူတွေအများများလာတယ်။ဒါကြောင့်မလို့ဗီဒီယိုတွေဆိုလို့ရှိရင်လည်းတချို့ဆိုလို့ရှိရင်အရန်ကြီးကောင်းတယ်ပေါ့နော်ဗီဒီယိုတွေ caption ပိုင်းတွေအသံပိုင်းတွေဒီလိုတွေကစအရန်ကောင်းနေတဲ့အချိန်မှာကိုကအခုအချိန်မှာလာပြီးတော့ဈေးကွက်ထိုးဖောက်ဖို့အတွက်ဟိုသရှင်းဆိုလိုက်ပုံတင်လိုက်ဒီလိုမျိုးလုပ်နေရင်တော့ကိုအတွက် business အကောက်ကစီးပွားရေးအကောက်နဲ့တူမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကို့မှာတိကျတဲ့လမ်းကြောင်းမရှိတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးလုပ်နေမယ်ဆိုရင်လည်းကို့အတွက်ရလက်ရှိမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့အမအနေနဲ့ရိုးရိုးအကောက်ကိုသုံးရိုးရိုးအကောက်ကနေ business အကောက်ကိုပြောင်းတဲ့အခါမှာကိုကစီးပွားရေးလုပ်ဖို့လားဒါမှမဟုတ်လို့ရှိရင်ကိုကအပျော်သဘောပဲစော့မှာလားဆိုတာကိုအရင်ပြန်သုံးသပ်ပါရိုးရိုးပဲစော့မယ်ဆိုရင်တော့ business အကောက်မပြောင်းလဲရပါတယ်ရိုးရိုးအကောက်မှာပဲကို friend ဖြစ်တဲ့သရှင်တွေနဲ့ like စော့မယ်ပြီးသွားပြီ friend ဖြစ်တဲ့သရှင်တိုင်းကို like စော့မယ် friend ဖြစ်တဲ့ hashtag တွေနဲ့ကိုထည့်ပြီးတော့သုံးပေးမယ်ပြီးသွားပြီဆိုရင်နံပါတ်1တစ်ချက်နောက်ထပ်နံပါတ်2တစ်ချက်ကကျတော့ကိုအဲ့ဒီသရှင်တွေကိုဖွင့်တော့မှာပဲဖြစ်ဖြစ်တခြားသူရဲ့ဗီဒီယိုတွေကိုတင်တာပဲဖြစ်ဖြစ်သူတို့ရဲ့ပေါ့နော် copyright တွေမူရင်းပြီးမူပိုင်ခွင့်တွေမရှိဘူးဆိုလို့ရှိရင်တင်မယ်ဆိုရင်လည်း view ရမှာမဟုတ်ဘူး copyright မိတဲ့အခါမှာဆိုရင်လည်းကိုယ့်ရဲ့အကောက်ပြတ်ကြတာတွေဒါမျိုးတွေဖြစ်တတ်တယ်ပဲသုံး business အကောက်ကိုပဲသုံးကိုအတွက်တိကျတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပေးပါလို့ဒီဗီဒီယိုလေးကနေပြီးတော့ sharing လေးလုပ်ပေးပါတယ်တကယ်လို့မအနေနဲ့နောက်ထပ်သိချင်တဲ့အကြောင်းအားရှိတယ်ဆိုရင်တော့ comment မှာရေးလာခဲ့ပေးပါဒီဗီဒီယိုလေးကကြိုးရှိမယ်လို့တော့ထင်ပါတယ်တကယ်လို့ကြိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်